Hello မင်္ဂလာပါအခုမြင်နေရတော့ဂျင်ပါကျွန်မမနက်တိုင်းစောနေရပါဒါတော့ကျွန်မတို့အဆောင်ရဲ့စောက်လက်စားတိုက်ပါဒီနေ့ကကျွန်မလမ်းထိပ်မှာမုတ်တော်ဝဲထားတယ်ဘလော့လေးပါတာယာလာပါညနေခင်းလာပါဟုတ်ဆိုင်တို့တွားနေပါပြီရှင်လမ်းပန်းလေးအရန်လာလို့ရိုက်ထားလိုက်ပါတယ်ဒီပန်းလေးအဲ့ပိုက်အစွန်းနာလေးမှာပွင့်နေရပါတော့လာတယ်ပြီးတော့ကျွန်မဆက်သွားခဲ့ပေါ့နော်မုံဆိုင်ရောက်ပါပြီကျွန်မဖြော်ရည်အရင်သွားယူမယ်ပေါ့နော်现在A样系了嘛？那个一面天天，样嘛，你来。ဖြော်ရည်ယူပြီးပြီဆိုတော့တခြားမုံပါညာရှောက်ကြည့်လိုက်ပဲပေါ့နော်တစ်ချက်ဒီဟာတော့ရှမ်းမုတ်ဖတ်ထုတ်ပါဒီအညာဘက်ကနဲ့တော့မတူပေါ့နော်အုံဒီနဲ့မဟုတ်သူကအထဲမှာလေးပဲနဲ့ထင်းရံနဲ့အဲ့လိုမျိုးလားမသိလောက်တာတိတ်တော့မကြိုက်ပါဘူးနောက်ထုတ်စားကြည့်တိုင်းဟုတ်ဒီအားမေးရဟုတ်ဒါဆိုင်ရှင်မညွန်ပေးရနဲ့ဒီ9ပေါင်းစားကြည့်ကောင်းတယ်ဆိုတော့တထုတ်ယူလိုက်ပါရဲ့ကောင်းပါလားနောက်ရစားကြည့်ရတော့တိတ်မကြိုက်ပါဘူးအဲ့ဒါလေကိုနဲ့ကိုပဲအကြိုက်မဖြစ်လို့ထင်ပါတယ်အဲ့ဒါဘယ်လောက်ကြာလဲတွက်ပေးပါပြီးတော့ဒီဟာလေးရွေးပြီးဆိုတော့ဝယ်လိုက်ပါပြီပြန်ပါပြီဒါတော့ကျမပါဒါကအဲ့တောင်အစင်းလန်းပေါ့နော်အဲ့တောင်ရင်ပြန်ဆင်းရပါမယ်ဒါတော့စူနာမှုနိဖေရပါဂုံထိတ်ကမြင်ရပါကျမပြန်ဆင်းလာပေါ့နော်ဆင်းလာပြီးတော့ကျမတို့လမ်းကြားတွေရောက်ရှိသွားပါပြီတကားလေးကိုကျွီးဆိုပြီးတော့ဖွင့်လိုက်တယ်ပြီးတော့ပြန်ပိတ်လိုက်ပါပြီဒါတော့ဆောင်းဝင်တဲ့လမ်းလေးပါကဲအခုဆိုအဆောင်ရောက်သွားပါပြီဒါတော့အဆောင်ပေါ်ထက်က view လေးတစ်ချက်ပြလိုက်ပါတယ်တော်တော်လိုက်နော်ဒီဆောင်ကြိုက်တာ view ကြောင့်မို့လည်းပါပါတယ်မိုးရဒီဆိုလည်းမြူရည်နဲ့ပေါ့နော်လိုက်တော်တော်နေလို့ထိုင်လို့အသက်ရှူချောင်းနေပေါ့နော်အခုတော့နောက်ထပ်အတစ်တစ်ခုစောင့်နေရဆိုတော့တိတ်တော့မချောင်းတော့ပါဘူးဒါတော့ကျွန်မညတိုင်းရှစ်ခုနေရဖះပေါ့နော်စူနာမှုနေပါမှာ view လေးတစ်ချက်ပတ်ပြီးတော့ပြလိုက်တယ်ပေါ့နော်ပြပြီးပြီဆိုတော့ကျွန်မ blog လေးဒီမှာပဲဆုံးသက်လိုက်ပါရဲ့ရှင်အားလုံးကျေးဇူးပါ